ကြောက်ဖျားမျက်နှာက Memorial Bridge မှာမီရှူမီဘဲနေဖောက်တာကိုသွားကြည့်ခဲ့တာပဲဖြစ်ပါတယ်။ခုက Christmas ရာသီဖြစ်တာမို့လို့ Christmas decoration နဲ့လည်းအရန်အောင်လှနေရပဲဖြစ်ပါတယ်ရှင်။မီရှူမီဘဲပြပွဲကိုလူတွေအများကြီးကလည်းလာကြည့်ကြပါတယ်ရှင်။သူက drone show နဲ့မီရှူမီဘဲနဲ့ဆိုပြီးရှိတဲ့အခါမှာကျမတို့ကတော့မီရှူမီဘဲပြရဲ့ကွက်ကိုပဲသွားကြည့်ခဲ့ရပဲဖြစ်ပါတယ်။တကယ်ကိုရင်သက်ရှူမောဝဲကောင်းလောက်အောင်အရန်ကိုလှတာပဲနော်ဒီမီရှူမီဘန်းဆိုလဲမြင်နေကြမဟုတ်ဘူးနော်အရန်ကိုလှတာပဲရှင်အခုလိုမျိုးအရန်လှတဲ့မီရှူမီဘန်းနဲ့လည်းကိုယ်တိုင်မှတ်တမ်းတင်ခဲ့ပါသေးတယ်ရှင်တကယ်ကိုအရန်ပျော်ခဲ့ရတဲ့ moment လေးပဲဖြစ်ပါတယ်ရန်လှတဲ့ moment လေးမှာစီမျောပြီးပြီမလို့နောက်ဗီဒီယိုလေးတွေမှာပြန်တွေ့မယ်နော်